တချိန်ကနေဝင်ချိန်မောင်ရီပြိုးပြီဆိုတာနဲ့လမ်းကြိုလမ်းကြားမကြံတိတ်ဆိတ်ငြိမ်သက်သွားတတ်တဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲ့ဒီရွာလေးမှာအာရင်လို့ခေါ်တဲ့ကလေးလေးတစ်ယောက်ကလည်းနေထိုင်ခဲ့ပါတယ်။သူကတက်သိရှိပေမဲ့အမောင်တို့ကိုတော့အကြောက်ဆုံးဖြစ်နေခဲ့ပါတယ်။ညတိုင်းကြောက်စရာကောင်းတဲ့အရေးတစ်ခုကရွာကိုဖြတ်တန်းသွားပြီးတော့လူတွေရဲ့အေးချမ်းပြီးအိတ်ဆက်အနားယူတဲ့အချိန်ကြီးရဲ့ငြိမ်းချမ်းမှုကိုယူဆောင်သွားတတ်တယ်လို့အာရင်လေးကယုံကြည်နေပါတယ်။ဒါပေမဲ့တညမှာတော့ကြောက်စရာကောင်းတဲ့အရေးအကြောင်းကိုစပြီးတော့အာရင်လေးကသိချင်လာခဲ့တယ်။ဒီလိုနဲ့ဒီနေ့မှာတော့အာရင်ကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတော့တယ်။အကောင်းဆုံးအရာတွေကိုလည်းလက်ခံထားသလိုအဆိုးဆုံးအရှင်တွေကိုလည်းရင်ဆိုင်ဖို့စိတ်ကိုပြင်ဆင်ထားခဲ့တာပါဒီလိုနဲ့နောက်နေ့ညမှာတော့မောင်ရီပြိုးလာပြီဆိုတာနဲ့အာရင်လေးကအရင်လိုအရေးမဲကြီးကိုကြောက်လို့အိမ်ထဲဝင်မနေတော့ပါဘူးရေနံစီမီးခွက်လေးကိုကင်ပြီးတော့အာရင်လေးကရွာရဲ့လမ်းကြိုလမ်းကြားမတန်ပတ်ပြီးတော့စူးစမ်းခဲ့ပါတယ်အဲ့ဒီမှာသူတွေးလိုက်ရတာကသူထင်တယ်လို့မဟုတ်ပဲရာထဲကတချင်းဆိုရင်ပြန်လာတဲ့လူတွေအိမ်ရှိကိုပြစ်မှာဝိုင်းဖွဲ့ပြီးတော့စကားပြောဆိုနေတဲ့လူတွေနဲ့ဂီတာတီးပြီးတော့တချင်းဆိုရင်ပိုးပန်းနေတဲ့ကာလာသားတွေကိုပါတကယ်တော့အာရင်တို့ရွာလေးကစီစီကက်ကနဲ့အရန်ကိုပြောဖို့ကောင်းတဲ့ရွာလေးတစ်ရွာပါညတိုင်းကြောက်စရာကောင်းတဲ့အရေးတစ်ခုကရွာကိုဖျက်တမ်းသွားပြီးတော့လူတွေရဲ့အေးချမ်းပြီးအိတ်ဆက်နားယူတဲ့အချိန်တွေအဲ့ဒီအချိန်ကြီးရဲ့ငြိမ်းချမ်းမှုကိုယူဆောင်သွားတတ်ပြီးတော့ဖမ်းထားတတ်တယ်လို့အာရလေးကယုံကြည်နေခဲ့တာကသူ့ရဲ့မတီးစိတ်ကမရှိတဲ့အရာတွေကိုတွေးပြီးတော့အသွေးများရင်းနဲ့ထွက်ပေါ်လာတဲ့ကြောက်စိတ်ကနေပဲဖြစ်တယ်ဆိုတာအဲ့ဒီနေ့မှာတော့အာရလေးကတည်သွားပါတယ်လေအဲ့ဒီညကနေစပြီးတော့ရွာလေးကအာရလေးရဲ့စိတ်ထဲမှာမသိစိတ်နေတော့ပါဘူးညအမောင်ကိုလည်းအာရင်တယောက်လုံးဝမကြောက်တော့ပါဘူးတဲ့ရှင်ဒီပုံမြင်လေးကနေတီးရမှာတွေအများကြီးရှိပါတယ်အာရင်ကတကယ်တော့မရှိတဲ့အရာတွေကိုတွေးပြီးတော့ကြောက်နေခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းမရှိတာကိုသိသွားတဲ့အခါမှာတော့အဆင်ပြေသွားခဲ့ပါတယ်ကျွန်တော်တို့ဘဝမှာလည်းတကယ်မဖြစ်လာသေးတဲ့အရာတွေလက်တွေ့မကြုံရသေးတဲ့အရာတွေကိုတွေးချနေရတွေရှိတတ်ပါတယ်။ဒါတွေကိုဖြည့်ရှင်းဖို့ကတော့စလုပ်ကြည့်ဖို့ပါပဲ။တွေးချနေဖို့ထက်လက်တွေ့လုပ်ကြည့်လိုက်မှသာဘဝကပိုပြီးတော့တိုးတက်အောင်မြင်လာစေမှာပဲဖြစ်ပါတယ်